ကမ္ဘာပထမဆုံးစစ်ရုပ်ခွဲစိတ်ဆရာဝန်ခွဲစိတ်ခန်းထဲမှာဆရာဝန်တွေညံ့တူပခုံးရှင်ပြီးအလုံးလုံးမိတ်စစ်ရုပ်တရုပ်ကိုမြင်အောင်ကြည့်ဘူးပါသလားဆွစ်ဇာလန်နိုင်ငံက LEM Surgical Company ကတော့ဒီအိမ်မက်ကို CES 2026ပွဲကြီးမှာလက်တွေ့အကောင့်အထည်ဖော်ပြသလိုက်ပါပြီသူ့နာမည်က Dynamics ပါသူဟာတာမန်စစ်ရုပ်မဟုတ်ဘဲကမ္ဘာပထမဆုံး Surgical Humanoid လူပွန်ဆန်တူခွဲစိတ်ရေးစစ်ရုပ်အဖြစ်မိတ်ဆက်ခံထားရတာဖြစ်ပါတယ်ဘာတွေထူးခြားလာမှာလဲလက်တံတွန်းကူပါတဲ့စိတ်ရုပ်ထူပြီးကြောရိုးနဲ့အယိုးခွဲစိတ်မှုတွေ spine and orthopedic အတွက်အထူးထုတ်လုပ်ထားတာပါစိတ်ရုပ်လက်တံနှစ်ခုကခွဲစိတ်ကိရိယာတွေကိုဆရာဝန်တစ်ယောက်လိုတိတိကျကျကင်တွယ်ပေးမှာဖြစ်ပြီးကြံတဲ့လက်တံတစ်ခုကတော့ကင်မရာကိုကင်ဆောင်ပေးမှာဖြစ်ပါတယ်AI အုံနောက် NVIDIA Isaac for Healthcare နည်းပညာနဲ့ AI စနစ်ကိုသုံးထားတဲ့အတွက်ခွဲစိတ်နေစဉ်မှာလူနာစီကဖြစ်ပေါ်လာမဲ့အသေးစားလှုပ်ရှားမှုတွေကိုတောင်အလိုအရောက်တည်ရှိပြီးထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။လက်တွေ့မှာသုံးနေပြီလား။ဒါဟာပြပွဲသုံးသက်မဟုတ်ပါဘူး။2025ခုနှစ်နိုဝင်ဘာလတုန်းကအမေရိကန်နိုင်ငံ Las Vegas မြို့က Southern Hills Hospital မှာဒီစိတ်ရုံနဲ့ယူနာရီကိုအောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ပါတယ်။ FDA ခွင့်ပြုခြင်းလည်းရရှိထားပြီးဖြစ်လို့မကြခင်မှာခွဲစိတ်ခန်းဒီတဲကဆရာဝန်တွေရဲ့ယုံကြည်အားထားရတဲ့လေယုံတစုဖြစ်လာတော့မယ်ဆိုတာကိုသိရှိရပါတယ်။ Technology Innovation ကဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ရှင်။